ကျွန်တော်တို့ပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းကတော့ဒုဗိုလ်ကြီးဗိုလ်မှူးတပ်ရင်းမှုနဲ့ဗျူဟာမှုအစိမ်းရှိသူတွေပါလက်နက်ချအလင်းဝင်လာသူနဲ့73မှန်း60ကျော်အထိရှိလာတဲ့ကြောက်ဖြူတိတ်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျရခိုင်ပြည်နယ်ကြောက်ဖြူမြို့သိမ်းတိတ်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဖက်ကအထီးအကဲကြဆုံးများနေတဲ့အတွက်အလင်းဝင်လာသူနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားအယောက်60ကျော်ရှိလာနေပြီလို့စစ်ရေးသတင်းရင်းမြစ်ထမှာသိရပါတယ်လက်နက်ချလင်းဝင်လာသူတွေမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဒုဗိုလ်ကြီးဗိုလ်မှူးတရင်မှုဗျူဟာမှုအစိမ်းရှိသူနဲ့စစ်ကောင်စီတပ်သားတွေလည်းပါဝင်တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်ပြီးခဲ့တဲ့မေလ30ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းဒုဗိုလ်မှူးကြီးကျော်လင်းကြိုင်နဲ့စစ်ကောင်စီတပ်သား15ဦးကိုလည်းအရက်ခေါ်တက်တော် A ကလက်ရဖမ်းဆီးမိခဲ့ပါတယ်ကျမ်းဖက်စစ်ကောင်စီနဲ့အရက်ခေါ်တက်တော် A တို့ကြောက်ဖြူမြို့မှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပေါ်နေတာ2024ခုနှစ်ဒီဇင်ဘာလကလေးကဖြစ်ပြီးတော့အခုဆိုရင်အကြမ်းဖက်စစ်ကောင်စီနဲ့အရက်ခေါ်တက်တော် A တို့နှစ်ဖက်တိုက်ပွဲပုံမပြင်းထန်လာတာကိုတွေ့ရပါတယ်ယခုလက်ရှိအရက်ခေါ်တက်တော် A ဟာအကြမ်းဖက်စစ်ကောင်စီရဲ့စက်မှုလက်မှုတင်နန်းကျောင်းကိုအခြေပြုထိုးစစ်ဆင်တိုက်ခိုက်နေတာကိုလည်းတွေ့ရပါတယ်ဒါပြင်အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းတရုတ်စစ်သားတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဂျုံတိုက်ခိုက်ရဲ့နီးပညာတွေနဲ့ကူညီပေးနေတယ်လို့လည်းသိရပါတယ်ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့ဒုဗိုလ်ကြီးဗိုလ်မှူးတပ်ရင်းမှုနဲ့ဗျူဟာမှုအစိမ်းရှိသူတွေပါလက်နက်ချအလင်းဝင်လာပြီး73မှန်း60ကျော်အထိရှိလာပြီးဖြစ်တဲ့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်နောက်ထပ်တင်ဆက်မယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ